ဆိုတဲ့လူရှုပ်ကြီးညနေဆိုအရက်ဆိုင်ရောက်ပြီးဗဘက်လက်ကရက်ခွက်ကိုကိုင်းညာဘက်လက်ကဖုံးကိုပုတ်သည်မျက်လုံးကြီးကပြူလို့ဗျာကျွဲကိန်းကိုစော့နေတာမျက်လုံးကြီးကပြူလို့ဗျာကျွဲကိန်းကိုစော့နေတာဟေးရောင်တိုက်ဆန်းဝေစန်းနဲ့အော်နေလိုက်တာအော်နေလိုက်တာအော်နေလိုက်တာရက်ကွက်တဲ့ဟိုဟိုကြော်တာကျွဲကြီးကလည်းအလိုက်သိပါတယ်အောင်ကျော်အိတ်ထဲကပိုက်ဆံကိုဝှေ့တာဘောနဲ့bonus လေးများဝင်မလာလို့ခလုတ်ကိုစိုးနေရှာဝုံဆိုပြီးမီးပွင့်သွားတော့အောင်ကျော်တယောက်ပျော်သွားတာပေါ့ကြည်လိုက်တော့မှကိုယူနစ်တွေကုံလို့စခင်ကြီးမီးသွားတာအောင်ကျော်မင်းတော့မွဲပြီးပေါ့ကျွဲကိန်းတွေကကျွဲရိုင်းကြီးကမင်းပိုက်ဆံတွေအကုန်စားသွားရောရက်ဖိုးလေးတော့မချမ်းတော့လို့ဆိုင်ရှင်ကိုဖားနေရပေါ့ဟိုဘက်အိမ်ကခွေးတော်မှမင်းကိုကြည့်ပြီးရဲနေသလိုပဲအောင်ကျော်ရဲ့မနဲ့လင်းတော့အိတ်ကနိုင်ချီဖုံမုံလေးပဲပါလာတယ်ဖုန်းလေးကိုပြန်ဖွင့်တော့လဲ operator ကပိုက်ဆန်တောင်းနေအမေအိုကလှမ်းអော်တယ်ထမင်းအိုဒီဖို့စံသွားဝဲအောင်ကျော်တယောက်မျက်နှာငယ်နဲ့ကျွဲကကုံသွားပြီမေလို့ပြန်ပြောတယ်အောင်ကျော်မင်းတော့မွဲပြီးပေါ့ကျွဲကိန်းတွေကကျွဲရိုင်းကြီးကမင်းပိုက်ဆံတွေအကုန်စားသွားရောရက်ဖိုးလေးတော့မချမ်းတော့လို့ဆိုင်ရှင်ကိုဖားနေရပေါ့ဟိုဘက်အိမ်ကခွေးတော်မှမင်းကိုကြည့်ပြီးရဲနေသလိုပဲအောင်ကျော်ရဲ့ဂိမ်းစော်ရင်သတိထားကြပါအောင်ကျော်လို့ဘဝမပြတ်စေနဲ့အခုတော့အောင်ကျော်တယောက်အရက်ဆိုင်နောက်ဖေးမှာပန်းကန်ဆေးပြီးရက်ဖိုးဆက်နေရရှာတယ်ဗျို့ပြေးပြီကျွဲကြီးထက်လာလို့